iPhone ကိုတသိန်းဆွန်းဆွန်းလောက်နဲ့သုံးကျင်သူတွေအတွက်ဒီနေ့ကျွန်တော်ဒီမှာရှိတဲ့ဒီ iPhone 7လေးတွေကိုကျွန်တော်က iPhone 6ဈေးလောက်နဲ့ပဲရောင်းပေးမယ်ဗျာဒီကောင်လေးတွေကကျွန်တော်ဒီမှာဒါလက်ကျန်လုံးလေးဖြစ်တဲ့ဈေးလေးတွေကျွန်တော်အများကြီးကိုရှော့ပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီကောင်က iPhone 7ကိုမှ32 GB ပါသူက fingerprint channel off file ဟိုမှာဒီကောင်လေးကျွန်တော်ဘက်ထရီက83ရှိတယ်နော်သူကဘာဖြစ်လို့ကျွန်တော်ဒီမှာဖုန်းပြောရင်ဒီကောင်လေးကကျွန်တော်တို့စဉ်းစားမိမပစ်ဘူးဒီ error လေးပါမယ်ဆိုတော့ပုံမှန်ရောင်းသေးကျွန်တော်တို့33500ကိုဒီကောင်လေးကိုကျွန်တော်ကဟို1နဲ့ပဲရောင်းပေးမယ်ဗျာနော်31500နဲ့ပဲရောင်းပေးပါမယ်ဒီကောင်လေးကို31500နဲ့ပဲရမယ် iPhone 7လေးပါနောက်တစ်လုံးကတော့ကျွန်တော်ဒီကောင်လေးရှိမယ် iPhone 7 32K သူလည်း fingerprint channel off ပိုင်းမယ်ဒီကောင်လေးကိုလည်းကျွန်တော်တို့32500နဲ့ပဲရောင်းပေးပါမယ်ဗျ fingerprint channel off fine iPhone 7လေးပါကျွန်တော်တို့ Facebook Messenger TikTok YouTube KB ဝေးပြီးအကုန်လုံးသုံးလို့ရပါတယ်ဒီကောင်လေးကလည်းကျွန်တော်တို့အတူတူပဲ fingerprint channel off fine မယ်ဒီလုံးလေးကိုလည်းကျွန်တော်32500နဲ့ပဲရောင်းပေးပါမယ်နော်ပုံမှန်ရောင်းသေးကျွန်တော်ဒီမှာ35500ရှိပါတယ်ဒီကောင်လေးတွေကိုကျွန်တော်ကဈေးအများကြီး short ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအောက်သွင်းကြိုးကောင်းတော့လက်ဆောင်မပါတော့ဘူးလာဝင်ရင်ဈေးလည်းကျွန်တော်တို့လုံးဝ short ပေးလို့မရတော့ပါဘူးဗျကျေးဇူးအများကြီးတင်ပါတယ်